စဉ်တရားတော်များနာကြားနိုင်ဖို့ channel လေးကို subscribe လုပ်ပေးထားပါအောင်နော်ဘယ်လိုအကြောင်းပြုဟောသလဲတာဝဋ္ဌိမြို့ကဘုန်းကြီးတို့ထင်းခုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါတယ်ထင်းခုတ်သမားရဲ့သားလေးအဖေကမောင်လှအမေကမချောအဖေကဘယ်သူတဲ့အမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မဲ့တယ်မောင်လှချောတဲ့ကလေးလေးဒီတော့သားလေးနာမည်ဘယ်သူတဲ့တော့မောင်လှချောမောင်လှချောအဖေကဘယ်သူပါလဲမောင်လှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလဲလှချောလဲချောမောင်လှချောလေးဖြစ်မိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းမှာဟောဒီမရကြတော့အဖေကကိုဝက်အမေကမတ်ခွေးသားလေးမှဲ့ရဝက်ခွေးဟာမကြဘူး။ရောမိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလို့တဲ့လူကသားကလေးကိုတင်ပေးထားတယ်အဲလူကလေးလှချောလို့ဆိုတော့စကဗီနာချမကလင်း6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့တတ်ဆူစမ်းကွနမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဘုဒ္ဓသာဘုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီဖေဆိုစမ်းလားနမောဗုဒ္ဓသာ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 ရပြီဗျအေးလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်တယ်တာရဲ့ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ငါသားနမောဗုဒ္ဓတလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါ၏ဘုရားကိုရှိခိုးပါ၏အေးလူလေးရရင်လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစီနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏ထမင်းစားတော့လဲဗုဒ္ဓသာရေတောက်တော့လဲနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လဲနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လဲနမောဗုဒ္ဓသာအကျင့်လေးရခင်ဗျားတို့သားလေးသမီးလေးတွေအကျင့်လုပ်ပေးပါဒါလှုပ်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပိဋကဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကျမ်းဂန်လာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓဘာသာမြတ်စွာဘုရားအာနမောရှိခိုးပါ၏လို့ဒါလေးပါဠိနဲ့ကလေးချင်းခုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ခုံချင်းထိုးကစားတော့ဂုံရင်ထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးခုံရင်ထိုးတော့နိုင်တကူပြိတ်လိုက်ဘုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံ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 သူယဟန္တာတွေကိုရှိခိုးတယ်သူယဟန္တာလို့ပဲသူ့ရဲ့ဒိဋ္ဌိတွေကိုသူတို့ကယဟန္တာလို့ဘယ်လိုပဲရှိခိုးပေမဲ့လို့နမောဗုဒ္ဓသာခေါ်တဲ့မောင်လှချောလေးကနိုင်ခဲ့သည်ဘေးသားကြီးဘသူကနိုင်တော့အဲ့ဒီလိုနမောဗုဒ္ဓသာနဲ့ရှိခိုးပြီးတော့ဂုံရင်းထိုးတာကအစအနံယူလာခဲ့ကလေးဟောတနေ့တနေ့ကြတော့အဖေလို့သူနဲ့တော်ရင်ထင်းခုတ်သွားရင်ကလေးကပါသွားအဖေကထင်းခုတ်သမားကိုလှဲကြီးနဲ့ပါသွား
လဲနဲ့ပတ်သွားပြီးတော်တဲ့ရောက်တဲ့အခါကျတော့ထင်းနေလဲလဲပေါ်တင်ပြီးထင်းနေလဲပေါ်တင်ပြီးလို့ပြန်ရစို့ဆိုပြီးတော့မြို့ပေါက်နဲ့မလှမ်းမကန်ကျွတ်တို့သုတ်တန်တစသင်္ချိုင်းဝရောက်သွားရောက်သွားတော့အဲ့ဒီနေရာမှာနွားနာပါလာတဲ့ထမင်းလေးတွေစားလို့နွားကိုတရားနာပြေးသာခိတ္တနာပါစီတော့စားခြင်းနာစားပါစီတော့နာခြင်းနာနာပါစီတော့သွားခြင်းနဲ့နေရာသွားပါစီအောင်တော့တောင်းသူလေသမားဆိုတာတချို့နွားသနာကြနွားနာပေးတယ်ခကြီးကိုတချို့တော့မနာပါဘူးမင်းငါနွားလည်းရှင်းရမင်းကွာ9မိုင်ခကြီးတော့တကြိုးနဲ့ထိုင်ဇုမလုပ်ပါနဲ့9မိုင်ခကြီးကိုယ်တိုင်တကြိုးနဲ့ပြေးကြည့်သမ်းဟာထိုးတောင်လဲရဲ့မလုပ်ပါနဲ့နွားတွေကိုလည်းတနာပါတောင်သူလေသမားတွေဒီထဲပါခြင်းပါမှာပါပြေးတက်ကစုံနေတော်ရောမြို့ပါလမ်းသွားရင်လဲပေါ်ကလိုက်သွားတဲ့တောင်သူလေသမားတွေကျင်ကြီးကျင်ငယ်စွန့်တဲ့နွားတွေကိုလည်းရက်ပြီးတော့တဲစေခြင်းသည်နွားလှုပ်ကျွေးနေတာကိုမှန်ရလားပြိဿကြီးကျုပ်တော့လဲပေါ်စီသွားတကားတွေများတချို့ဇွေးရိုင်မောဟာတကားရက်ဆန်းအရခိုင်းကျင်ငယ်စွန့်နေတာပြီးအောင်စွန့်ပါစေကျင်ကြီးစွန့်နေတာပြီးအောင်စွန့်ပါစေလေလူလည်းမပြောတတ်လို့ခဏလေးခင်ဗျကျွန်တော်ရပ်ပေးပါဦးခင်ဗျဒီလိုလည်းမဆိုတတ်ဘူးကွရပ်ပေးပါခင်ဗျားတို့ကျွတ်တော်လူတွေကြတော့တရားနာပရိသတ်ကြီးကြည့်လေကျင်ကြီးကျင်ငယ်စွန့်တာအိမ်နာလေးနဲ့မှအိမ်နာမရှိတဲ့တောရွာဒေသတွေတောင်မှခြုံကလေးကွယ်ပြီးတော့မှဒီလိုသွားကြလာကြရပါသည်နွားတွေကိုလှဲနဲ့စီးရင်ကျင်ကြီးကျင်ငယ်စွန့်တာကလေးရပ်ပေးဖို့အချိန်ကလေးလောက်တော့နွားတွေအတွက်တနာကြစေခြင်းသည်ကောင်းမှုလားပြိဿကြီးနွားတွေလှုပ်ကြွေးနေတာကိုတချို့ဇွတ်ရိုက်မောင်းတတ်လုံးလို့ရေခွက်ကလေးတွေ့လို့ရေတောက်လိုက်တော့ငါတေးရဇွတ်ရိုက်လောက်ပါနဲ့ကိုရေတောက်ချင်တော့သူများရှိမရှက်မကြောက်တောင်တောက်နွားကကြုတ်ရေတောက်ချင်လို့ပါခင်ဗျာပြောတတ်ဘူးလူတိုင်းမှာတောက်ရတယ်ရေကလေးတွေ့တော့မောထားလို့တောက်ချင်ရှာတယ်ရေကလေးတောက်ချင်တာကအစတိုက်ပါကြည်တရားနာပြည်သားကြီးဟိုမှာတောင်းကုန်လေလာမသဘာဝသူ့ခမည်းကတော့ထင်းခုတ်ပြီးတော့စားတဲ့အချိန်ကြည်နွားနာတနာလို့လွတ်လိုက်တချို့လေသမားတွေကြတော့တချို့လဲဘော်ကမနာနိုင်တောင်မှတရားနာပြည်သားကြီးဖြုတ်ပြီးတော့တဘိုးတုံးတွေကနွားကိုဖြုတ်ပြီးတော့မနာတောင်မှလဲဥတော်ကလေးထောက်ပေးလဲထဲမှာတက်ရဲ့လဲဥတော်ကလေးထောက်ပေးလိုက်တော့နွားပခုံးမော်ကတဘိုးတုံးနဲ့ပခုံးနဲ့လွတ်သွားတာပေါ့ပူးနေတာလေးအေးသွားတယ်တချို့အဲ့ဒီနေရာလေးများမှုတ်ပေးတယ်နွားတနာလွန်းလို့တချို့ကျင်နာတဲ့တောင်သူလေသမားတွေလည်းကြုတ်တွေ့ရပါတယ်အခုကြည့်တရားနာပြည်သားနွားကိုနားလိုက်စားကျင်နာလေးစားပါစေတော့သွားကျင်တဲ့နေရာသွားပါစေတော့နားပါစေတော့လို့အဲ့ဒါလို့လွတ်လိုက်တော့ဘာမှမသိတဲ့တရိษံဆိုတော့အိမ်ခင်တာပေါ့အိမ်ပြန်သွားအဲ့တော့မြို့ထဲဝင်သွားဟာလူကလေးလက်ချောင်းဗျာနွားလက်ကောင်းမြို့ထဲဝင်သွားပြီသားရဲ့နေကလည်းဝင်လူနီးပြီသားရဲ့အဲ့ဒီလဲပေါ်မှာမင်းနေရခဲ့အောင်ဖေကျွန်တော်လဲပေါ်မနေရခဲ့ခြင်းဘူးဗျငါတော့မနေရလို့မဖြစ်ဘူးလေဒါဖြင့်ငါတော့ဟောဒီလှဲအောင်ဆင်းနေပါလားဟုတ်ကဲ့ဆိုကလေးလေးအပေါ်ကနေချပြီးလှဲအောင်ကလေးလေးထားပစ်ခဲ့နွားရဲ့မြို့ထဲဝင်သွားနွားကအိမ်ထီအောင်ပြန်တော့အိမ်ထီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့ပြည်သားကလေးလေးတော်တယ်တယောက်သေးအဖေမလားတော့မျောရင်းနဲ့ပဲတရားနာပိတကလေးလှဲအောင်အိပ်ပျော်သွားအိပ်ပျော်နေတော့လာပြီပြည်သားဘလူးနှကောင်အစွဲကြီးတွေငါပြောဘူးပမာဏ
ကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လုံးမှကြည့်မလှတဲ့ဘလူးတွေလာပြီပြုမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးလာရတဲ့ချိန်ခါမှာလှဲအောက်ကကလေးကိုပြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူးကတရားနာပြီးသားပရီတွေကြဟန်ကြအယိုးနုနုလေးဝါလိုက်ရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူးကပြောတယ်မင်းပါပြောလိုက်တာမင်းရလားဟိုမှာအယိုးနုနုမဝါရတာကြာသားဟုတ်ကကလေးကငါစားလိုက်မကွာတဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသရေကြလားမစားမဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးဒီဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်နမောဗုဒ္ဓသာလို့ကလေးလေးကရောင်ပြီးអော်လိုက်ဩရသာမြတ်စွာဘုရားနမောရှိခိုးပါ၏နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာလို့ဆိုပြီးတော့ရောင်អော်လိုက်တော့လေဘာပြောကောင်းမလဲပြည်သားမိစ္ဆာဒိဋ္ဌိဘလူးရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါလဲပူရင်းလာဟာမလေးဟာမလေးပူလိုက်လေကြီးတမားရှိဘလူးရဲ့ငါကဲပါအိုးငါကဲပါအိုးဝင်းနေမိတွေလောင်းကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ဒိဋ္ဌဘသူဂုံရောင်နော်ဘလူးကြီးစားဖြစ်ခဲ့စားဖြစ်ခဲ့စားဖြစ်ခဲ့ဟုတ်ခင်ဗျားတို့အတန်နဲ့ကြိုက်အောင်လေဟုတ်တချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြားရင်ပိုးခေါ်တကယ်ချင်းရာဘူးတို့လို့တကယ်ချင်းမကြားတော့ပိုးအော်ကျုပ်ကြတော့ပိုးအော်လို့မဖြစ်ဘူးခင်ဗျားတို့အတန်နဲ့ကြိုက်သွားစားလို့ဖြစ်ခဲ့လားခင်ဗျားတို့ကပြေပါအောင်အဲကြောင့်ကျုပ်ကလည်းလျှော့ပဲစားလို့ဖြစ်ခဲ့ဖြစ်ပါဦးတိုက်ခါတာဗောကျုပ်သားနဲ့ခင်ဗျားတို့နဲ့ရောင်းသူပဲသူအတန်တူကိုခင်ဗျားတို့ကတခွန်းပြောလဲတက်မလားနှစ်ခွန်းပြောလဲတက်မလားနှာကျိုး၃ယောက်လို့ထူကိုမထူအင်းကလည်းပဲရောက်နဲ့နှာကျိုးကနှာတန်နဲ့ပန်းယုံနဲ့ပန်းယုံလို့ဆိုတဲ့ပွဲဝဲမဲ့နှာကျိုးကလှမ်းခေါ်လိုက်တော့ပန်းယုံနဲ့နှာအောင်လို့အင်းရင်တော့ငါမပြောင်းနဲ့ကြောင်နာမို့ငါမရင်လို့ခေါ်လာလို့ဆိုတဲ့အာပြောကောင်းနဲ့နှာကျိုးနှစ်ယောက်ထားလိုက်ကြအဲ့ဒီသတ်မှုကတကြီးအိမ်ရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလဲဟာမလုံးနာရနာလုံးလို့ဆိုတဲ့ကိုကျိုးနဲ့အမှုစစ်ကြီးလိုက်တော့ဟင်းနင်တို့အမှုစစ်နှာရောမှုရအောင်ရရဟာလို့ကုန်ပြန်လွတ်ရထူးမထူးတော့ပဲခင်ဗျားတို့လည်းနှာကျိုး၃ယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှစ်ခွန်းမေးလဲဒီတိုင်းဖြစ်နေရောပိဿနှာကျိုး၃ယောက်ထားပါတော့နှစ်ထိုင်း၃ယောက်လို့တော့မဖြစ်စီနဲ့နှစ်ထိုင်းပဲနှစ်ယောက်တော့ဟဲ့လက်ချိုးပြီးလိုက်ဆိုတာနောက်ကပိဿကြီးအားလုံးစိတ်ကြောင်းနဲ့နှစ်ထိုင်းထန်တက်တဲ့နှစ်ထိုင်းတကြီးနှစ်ထိုင်းတို့တို့လေးပြောတဲ့လူနှစ်ထိုင်းဟာမှမိတော့မှာပဲဘယ်နဲ့ငိမ်ကုန်လေးမှမသိဘူးပြောတော့နှစ်ထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းထန်တက်တဲ့နှစ်ထိုင်းတကြီးနှစ်ထိုင်းဘာလဲတော့ပိဿကြီးတချို့ကလည်းတနတ်ပြစ်တယ်ရှိကပြောထိုင်ရှိကမှမဆိုလို့ထိုင်နဲ့ချား
အဲ့ထားပါတော့လေနှစ်ထိုင်း3ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းကစိတ်ကြောင်းရဲ့စိတ်တွေပြောင်းတော့ထမ်းမေမောကနှစ်ထိုင်းကိုလမ်းမေးပြောထမ်းမေမောကလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညွန့်လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမေမောကလည်းနှစ်ထိုင်းဆိုတော့ကြားချင်းရကြားတာပေါ့စိတ်မေးတယ်မထင်ဘူးသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းဒါကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြီးပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့နှစ်ထိုင်းကလည်းနှစ်ထိုင်းဆိုတော့သူကြားချင်းရကြားအော်ငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးညွှန်လိုက်တာပဲဆိုပြီးရှောက်ကြည့်တော့ကံအားလျော်စွာစိတ်တွေကတွေးအော်အတော်ကျေးဇူးကြီးတဲ့ထမ်းမင်းမောကလို့သူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မပြဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်းကစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောကလူဆင်းငယ်သားမှာခင်ဗျခရပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းမောကလူကသူ့ဆွဆွဲတဲ့ထက်ခင်ဗျာကျုပ်မခေါ်နဲ့တဲ့ခင်ဗျာစိတ်ကျုပ်ခွဲမကဘူးကျုပ်ခွဲထမ်းမချင်ရင်အဲ့နာနှစ်ထိုင်းနေဆိုတော့ကြားချင်းရကြားမလို့ချင်ဘူးမလို့ပါနဲ့ကြဆင်းနေသားမှာအော်ကျုပ်ခွဲမကဘူးဆိုနေမရှင်းဘူးပြောချင်ရပြောကြားချင်ရကြားပြီးတော့ဆင်းနေသားမှာခင်ဗျာဇွတ်ခေါ်တော့ခင်ဗျာကြောက်ပါပြုလို့ဒီလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြောက်ဘူးမကြောက်ဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီကိုတကြီးကလည်းနှစ်ထိုင်းကိုတကြီးကလည်းနှစ်ထိုင်းတရားနာပြေးတာမိမနဲ့ကွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောသားမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်စောင်းတကောင်ကိုလက်ဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူခြင်းနေတဲ့ယူအောင်ပြောပေးသားမှာခင်ဗျဟုတ်ကလည်းဘာထိုင်တော့ကြောက်ခွင့်မကြိုက်ဘူးသူစိတ်ပဲအကျိုးလာမှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဖြစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါ့ရဲ့ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါင်းမှုကွာအကုန်ကုန်ကာလာကြီးဒါကြောင့်ခမရတို့အတန်လည်းဖဲကျုပ်ကနှာကျိုး3ယောက်သတိရနှစ်ထိုင်း3ယောက်သတိရနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလည်းကျိုးခြင်းမထင်ပါဘူးပြေးတာနှာကျိုးခြင်းလားမကျိုးခြင်းအတန်ထွက်နားကောထိုင်းရင်လားမထိုင်းရင်အတန်ထွက်နည်းနည်းမြောက်ပင့်ပေးရတာဟိုအားတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲကြည်တရားနာပြေးသားရေဘလူးဆန်းလို့ရရလားပြေးသားမနလန်းနဲ့ထားလိုက်လာနော်နားမထိုင်းရင်မဲ့ကိုနားလည်းမကျိုးခြင်းမဲ့ကိုကြည်တရားနာပြေးသားရေအာမလီငါဝေးလေမီးဝင်ပြီးတော့ဆွဲတယ်လို့ပူလိုက်လေချင်းတမဒိတ်ချီငါကဲပါအောင်ကွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်မဲလေဖယားသားကမင်းစော်ကားတာကလေးကဗုဒ္ဓနုပတိအလုတ်လုပ်ပြီးတော့ဗုဒ္ဓသာမြတ်စွာဘုရားနမောဟောရှိခိုးပါ၏ဖယားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်သားနဲ့မင်းမရပဲကိုကွာဟေးဒီတိုင်းတော့မင်းဒီအပြစ်ပြောင်းမှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့တန်ကခံမမင်းဝင်နေကအပူမပြောက်သေးဘူးကွာမင်းတန်ပေးမှာတခြားမဟုတ်ရွှေလန်းတော်ကြီးကိုဝင်ဖေမီသားရမင်းရဲ့ရွှေလန်းတော်ကြီးကိုဝင်လို့မင်းလေရွှေလန်းတော်ကြီးရောက်အောင်တွားပြီးတော့အဲ့ဒါဗိမီသားရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကြွေးရမယ်ပေးသားဘလူးမှောင်ခိုအလုပ်လုပ်ရတော့ဘလူးဒုက္ခများပြီအလင်းရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်လဲဝင်လို့သူမှောင်ခိုအလုပ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြည့်မှောင်နဲ့ဝင်နဲ့မှောင်ခိုလို့သူလုပ်ရတော့သွားပြီတရားနာပိဋကရာဇဂျိုမျိုးတွင်ဘလူးဆိုင်လေးပါလေးဒီချင်းအိမ်เจ้าမှဒီသွားပြီတရားနာပိဋကတခိုးချီတော့နဲ့ဘလူးတိတ်ကလေးသွားပိန်ပိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေကွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကြွေးရမယ်ဗောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တကပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောက်မှာလာတို့ကြွေးကြစို့
ဘလူးရောင်နဲ့ကျွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကျွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးအသွင်ဖြောင်းလာကျွေးကြစို့ကလေးကိုတရားနာပြည်သားထမင်းကိုရွှေကွက်ထဲကပွဲတော်စားကြီးကျွေးလိုက်တော့ကလေးလေးကလေအဖေနဲ့မရသူ့ထမင်းလာကျွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာပေါ်ပြည်သားဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်ထောက်သေးပါပေးမှာပြည်သားအဖေနဲ့မရထမင်းတိုင်ကျွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကျွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါပါတယ်တို့ပြည်သားဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားတယ်ပါပြီဒီရွှေခွက်စီဒီကလေးခေါ်သည်မဟုတ်ပါဆိုကြည့်တာမှဒါပဲကြီးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤစာလီဘိဗိတာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါသောလူတွေဘယ်သူကြည့်ကြည့်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋိဌာမရွှေကွယ်ကြီးလှဲဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပိဋကကြီးနန်းတော်တဲ့ပွဲတော်စားဆက်မဲ့ရွှေကွက်ပြောက်ပြောပွဲတော်စားဆက်မဲ့ရွှေကွက်ပြုတ်တယ်ဆိုတဲ့သတင်းဖြင့်ရွှေနေတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဗျာငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်စားနဲ့ရွှေကွက်ပြုတ်တယ်လို့ကြားတယ်မှန်လားပါဗျာအဲဒီကိစ္စပွဲတော်စားနဲ့ရွှေကွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြယခုရှာကြဆိုတော့တရားနာပြည်တဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခုလျှောက်ရှာကြဒီတော့ဘာတစ်ခုလျှောက်ရှာဘယ်တွေ့လိမ့်အတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြောက်ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့တွေ့သလားပြည်သားဘယ်တွေ့လိမ့်လို့အပြင်လူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုဘလူးခိုးတာကိုပြည်သားရဲ့အဲ့လိုဘလူးခိုးတာဖြစ်နေတော့မြို့ပြင်းလျှောက်ပြီးတော့လဲရှာတော့မတွေ့နောက်တုတ်တန်တစသင်းချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံကြံဖန်ဖန်သင်းချိုင်းကိုပြောက်သွားတာဘသူပို့တာတော့ပြည်သားဘလူးပို့တာလဲပေါ်ရွှေခွက်ကြီးတင်တာဟောမင်းကြီးမြင်လားပြောမြင်လားရွှေခွက်ဟုတ်ကဲ့လားဗျဘယ်နဲ့မဟုတ်မှာလို့မြင်လားဟုတ်မှာဘရင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီပြောတခိုးတွေ့ပြီဆိုပြီးလှဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မြင်လားဒီအောင်မှာကလေးဟဲ့ကောင်ထားကွာချီတော့နဲ့ကန်လို့ကလေးကနိုးမျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏တခိုးအခုမှဖယားတလူပေါင်းဝလို့ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးနဲ့ဟဲ့ကောင်ထားဒီဆိုကမင်းမရရဗျာအဲ့ဒါကျုပ်ဖေးနဲ့မရထမင်းကျွေးတာဘလူးလို့မှထင်မဲနဲ့သူ့ဖေးနဲ့မရကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖေးနဲ့မရထမင်းကျွေးတာဗျဟေးအဖေနဲ့မရထမင်းကျွေးတာတွေပါလေဘလို့ချင်းမင်းလက်ထက်ရွှေခွက်တည်တယ်လားဘရင်ထောင်လိုက်ခဲ့ကလေးဖမ်းသွားရောဗျာနေတော့အောင်ကျုပ်အဖေနဲ့အမေကိုပြောမရစေအိုးဟေးအဖေနဲ့မေဘာတွေညာတွေမလို့ချင်းဘူးလာမေးဘရင်ထောင်ကြမှာမင်းမရှင်းဒီဘောအမမေစဉ်းစားပေါင်းဖန်ဆိုတဲ့နေရာရမ်းဖန်လို့မဖြစ်ဘူးနော်ရမ်းဖန်လို့မဖြစ်ဘူးဗျဒီကလေးအဆောင်ကြက်များတဲ့ရွှေနန်းတော်ကြီးတွေမှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရွှေခွက်တွေ့နေပြီပဲဗျဆင်ကောင်ကြီးတို့မှာခမရဆင်ချီရရှာကျင်သေးလားကလေးမှုပြောနေကလေးလေးမလေးဗျသူ့ရှိရတွေ့တာသူ့ဖန်သွားရုံပေါ့ကလုံးပါလေခမရကြိုက်တဲ့သဘောအတိုင်းအမတ်တွေလည်းခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲ
ဆောင်ကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းရင်းနဲ့ဒီတယောက်ကမဖမ်းနဲ့အိုးမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တာဝန်ရှိကျွတ်ကဒီနေ့တရခံတွေ့မှာကျွတ်အလုတ်ကပြီးမှာလာဟဲ့ကလေးလာကောထားလို့စုခွန်တော့ဘင်းထံရောက်ပါလာပါဗျာရွှေခွဲတဲ့ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါစားမလာပါဝဲဘက်ကခါစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးမြဗျာဒါတခိုးလားမလာပါဗျာတခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မလာပါကလေးတခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတို့ကရွှေခွက်မှာခိုးရလားကွယ်မလာပါဘရင်ပွဲတော်တန်နေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွယ်မလာပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွယ်လူမစွန်းနှက်မလို့စကားရှိပါဗျာဘယ်နှက်ကကောင်းကင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွယ်ဘရင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွယ်မှန်လားပါဗျာဘရင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ကြောင့်ဒီကလေးခိုးတာအတိအကျသိလို့တော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘုရင်မင်းမြတ်ကြီးဘာလို့တက်တည်ရှိတယ်လဲဗျာအေးတက်တည်ရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မင်းမြင်မှုဗျာဩဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိလာသားမြင်လာတယ်မှာရေးထားတယ်မြင်နေဗျာဘာမြင်တော့ရှုပ်ခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောလာနေပါလိမ့်ဖြစ်အဆွေခွက်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်တာဗျာဒီဆွေကမင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းခံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါလေကလေးတင်တတ်ဖို့ကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကသတ်ချင်လဲသတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေကြီးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးတော့ရန်လုံနေလို့ကွယ်ကလေးတော့ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီဘာဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးခင်ဗျာမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့ဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲခင်ဗျာတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တကယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လောက်စားထင်းခုတ်တယ်ခင်ဗျာထင်းခုတ်စားတဲ့ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခေါ်နိုင်ဘူးအကြောင်းထူးတယ်
အကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါတို့ရဲ့တဆူတာမြင်နေရတဲ့ပြင်ဒီကိစ္စသမ္မာတန်ဗုဒ္ဓသုံးလောက်ကကျော်ဒါတက်ပြည်လို့မြတ်စွာဘုရားမှာဖြည့်ရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတော့ပြုံးနေဆိုဟောမိဘနှစ်ပါးရောက်မလာပါဗျာမလာပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးဖေးတခိုးလေးရောက်လာတော့မှာဗျာအော်မျက်နှာလို့အားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမလာပါရှိတော့ရောက်တော့မှာဗျာဟဲ့ထင်းရောင်သမားလည်းမလားတင်တို့တတွေတွေတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တွေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ချင်းခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်လုတ်တန်တစတင်းငိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုစွတ်လိုက်တော့ခါနွားတွေရွာထဲသို့ဝင်သွားကလေးကိုလှဲအောင်ပိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပယားနှစ်ယောက်စလုံးတို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖုံးသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျောင်းဝိသေသအမတန်ထူးပါဗျာလို့တော်ဦးတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဦးတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါပြီမင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံညမွေးတဲ့ညောင်းပါဗျာဒီပုံသားတွေငါလာအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထော်ထားတပ်ပြင်းလို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားကျောင်းတော်သွားမယ်ရွှေကွက်ကြီးကင်ပြီးဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတတိတော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားတော့ခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောဆဲဘော်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်ဘုရင်ကြီးအားပင့်သွားတယ်ပင့်ရောဘောသူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်လိုက်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည်သေးပဲနဲ့ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်။ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့။အားထားနေရတာပေါ့ဘေးစား။ဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာ။ဟာဘုရားသိပြီးတော့ကလားကွာ။ဘုရုံကလူတွေမို့ပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲဟာမင်းဘုရားတကူတဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီစုခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပိဿမလေးမစားနဲ့ဖယားဆိုတာဒီပင်လျင်မယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျွတ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော့ပြိသားကဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာတ်ကြောင်းဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော့ပြိသားကကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့
မိစ္ဆာဒိဋ္ဌိဘလူးကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးတယ်ဟုတ်ပါဆိုတာတမ္မာဒိဋ္ဌိဘလူးကတသိခတ်တာဗေမိသားရမင်းသားမြင်ပါစေဘသူမှမမြင်ပါစေသတည်းလို့တသိခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရားပြုံးလာတယ်ကဲကွာအဋိဋ္ဌံဆိုဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းမြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘသူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောကဗုဒ္ဓံပဗုဇန္တိသရခောရမသာဝကယေတံဒီဝသရတောသနေသံဗုဒ္ဓဂတသတိယေတံချင်းသူတို့အဒီဝသနေ၌၎င်းရတောစညအခါ၌၎င်းနေသံမြင်မပြဗုဒ္ဓဂတဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိသည်အထည်ရှိ၏ခောရမသာဝကခောရမလွယ်ဝါမြတ်စွာဘုရား၏တရားနာယတပိသာဝကဖြစ်ကုန်သောထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိနေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇန္တိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်သာချောလေးရဲ့အဖေမောင်လာရဲ့အမေမချောရဲ့သားလေးမောင်လာချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါလေဗျာဒေသကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ခင်ခုန်စားရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေသားနဲ့ခွဲရတဲ့ဒုက္ခတွေသားလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘစုကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝိုရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုတမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါ့ယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုတတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဗ္ဗသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာရီတိုင်ပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်သာဆက်ရမှန်လားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝန်ကျောင်းတော်မှာဖရာသတင်းသုံးနေတုံးရာဇကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေချူတတ်ပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရည်ရည်ကြွရောက်လာကြတဲ့တရားနာပြည့်သက်ကြီးချမ်းသာကြပါစေအလုံးကိုရည်ရည်ကြွရောက်လာကြတဲ့တရားနာပြည့်သက်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေပြောသမျှဟောသမျှတွေကတဘောမကြပဲအပြစ်တွေ့ကြလည်းချီရင်နေဖုံမိုးလေးတွေ့ပြပြသီးသီးတော်မိမိတို့အိမ်ကဌာနသို့နေဝတ္တတို့သီးခံရတာပြန်ကြပြီတော့ပေးတာကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခမရတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာရီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့
အခုတော့ခင်ဗျားတို့ဘေးတေးကုတ်ကပ်ပြီးထိုင်းနေကြတဲ့ခင်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမို့လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျန်ဒီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နေဝတန်သူသီးခံရတာပြန်ကြပြီတော့နေဝတန်သူမေတ္တာရေးဘက်ခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကများစီရောခြေသာဆွေကလျောင်းမိကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း